အတော့ကလုပ်ငန်းတစ်ခုမှာပါကေဂျင်းမားရဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲပါကေဂျင်းဆိုတာကထုတ်ကုန်ရဲ့အရေးတွေကိုထိန်းသိမ်းပြီးုံနဲ့မကပဲစားသုံးသူရဲ့ဘေးကင်းလုံခြုံရေးအတွက်ပါအလွန်အရေးကြီးပါတယ်အစားအစာဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးဘက်တီးရီးယားပေါက်ဖွားခြင်း expire date မတိုင်ခင်မှာတင်ပုံသွသွားခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။တပ်ပြုမှုဖြစ်ခြင်းအစားအစာတွေမှာပါဝင်တဲ့အဆီဒါမှမဟုတ်အစစ်တက်ကပလတ်စတစ်ဒါမှမဟုတ်တထုတဘိုးပစ္စည်းတွေနဲ့တပ်ပြုပြီးတော့အစိတ်တောက်တွေထုတ်လုပ်ပြီးတော့ဓာတ်ပစ္စည်းတွေကအစားအစာတွေမှာပြန့်နှံ့သွားနိုင်ပါတယ်။နံပါတ်2ချက်အနေနဲ့ဆိုရင်တော့ထုတ်ကုန်ရည်သွေးကြဆင်းခြင်းအနံ့ရတာပြောင်းလဲခြင်းနဲ့အယောင်ပြောင်းလဲခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့ဆိုရင်တော့ဥပဒေနဲ့စညင်စံညုံဆိုင်ရာပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။နံပါတ်4ချက်အနေနဲ့ဆိုရင်တော့လုပ်ငန်းကုန်သိက္ခာနဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ product recall ခေါ်ရတာတွေယုံကြည်မှုကျဆင်းတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် packaging quality ကမှန်ကန်ဖို့နဲ့ safety ဖြစ်ဖို့ကအလွန်ပဲအရေးကြီးပါတယ်။ဒီနေရာမှာရွေးမှုဆိုင်ရာမှာပေါ့နော်တွေ့ကြုံရတဲ့အတွေ့အကြုံတွေတခုကိုပြပြချင်ပါတယ်။ဒါကကြတော့ပေါ့နော်ဒီ packaging တွေကိုဈေးကွက်မှာအလွယ်တကူရနေတဲ့ packaging တွေကိုရင်းနှီးရထည့်ပြုတ်တာပါ။ရင်းနှီးရထည့်ပြုတ်ရင်သူတို့တွေးတာကတာရှိပူခံမယ်ပေါ့နော်။ဒါပေမဲ့packaging ကိုရင်းနှီးရထည့်ပြုတ်တယ်ဆိုတာအပူနဲ့ plastic နဲ့ကရင်းနှီးရထည့်ပြုတ်လို့မရပါဘူး။ကိုကရင်းနှီးရထည့်ပြုတ်ချင်တဲ့ plastic တွေဝယ်ခဲ့မယ်ဆိုရင်သူ့ရဲ့သက်ဆိုင်ရာ grade တွေရှိပါတယ်။အဲ့ grade တွေနဲ့စံချိန်စံညွှန်းညီတဲ့ packaging ကိုဝယ်ယူသုံးစွဲဖို့လိုအပ်ပါတယ်။ Green Design ကနေပြီးတော့ packaging quality guide တွေ consultation တွေနဲ့ပေးနေပါတယ် training တွေလည်းပေးနေပါတယ်။ Green Design ကနေပြီးတော့ packaging quality guide တွေကိုလိုချင်တယ်ဆိုရင်တော့အောက်မှာ comment မှာလည်း packaging ဆိုပြီးတော့ရေးခဲ့လို့ရပါတယ်။ဒီထက်ပိုပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ Green Design ကိုဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။နောက်နောက်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။